မွေးဖွားကနီးဖြစ်နေတဲ့ချွေးမဖြစ်သူကိုရောက်ခမကရေတွင်းထဲကိုရဲရဲဆက်ဆက်တုံးချလိုက်ပြီးနောက်လှည့်ထွက်သွားခဲ့တယ်ဒီလိုနဲ့သားဖြစ်သူကြမ်းကျွန်းဟာအရင်လိုပဲသူ့နားမှာအမြဲရှိနေတော့မယ်လို့ရောက်ခမလီရှုလန်တယောက်တွေးပြီးကျင်းနေခဲ့တာပေါ့ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့လီရှုလန်ရဲ့လက်တွေဟာမထိန်ကျုံနိုင်ပဲတုံးလုံးချောက်ချလာခဲ့တယ်သူဟာတကားတွေပြတင်းပေါက်တွေကိုအလောတက်ကြီးပိတ်ပစ်လိုက်တယ်ရေတွင်းထဲကတေးလူမျောပါအော်ဟစ်တန်တွေအိမ်ထဲအထိပြန့်လွင့်မလာစေဖို့အတွက်ပေါ့ညနေ4 နာရီမှာတော့သားဖြစ်သူကြမ်းကျွန်းအလောက်ကပြန်လာပြီးဇနီးဒီရှောင်းရန်ကိုမတွေ့တာကြောင့်စိုးရိမ်စိတ်တွေတဖွာဖွာဖြစ်လာခဲ့တယ်မင်းရှောင်းရန်ရောသားသူကိုအိမ်မှာပဲနားနေဖို့ပြောထားတာလေလို့မေးလိုက်တဲ့အခါလီရှုလန်ဟာမျက်လုံးချင်းမဆိုင်ရဲပဲတုံတုံရင်ရင်နဲ့သူ့မိအိမ်ပြန်သွားတယ်အမေလွမ်းလို့ဆိုပြီးသွားတာလို့လိန်ညာလိုက်တယ်ကျန်းကျွင်းကတော့မျက်မှောင်ပုတ်သွားပြီးမနေ့ကတင်ရောက်ခမကတခြားမျိုးကိုဆွေမျိုးမိသွားတယ်လို့ပြောထားတာလေဘာလို့ရုတ်တရက်ကြီးပြန်သွားတာလဲလို့တန်တရားဝင်လာတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကရှောင်းရဲရဲ့ဖုန်းနဲ့အာသွင်းကျိုးဟာအိမ်မှာပဲကြံနေခဲ့တာဒါအပြင်ထွက်ရှာကြည့်ဦးမယ်တခုခုဖြစ်နေပြီးထင်တယ်လို့ကျန်းကျွင်းပြောပြီးအထွက်မှာလီရှုလန်ကတားဖြစ်သူကိုအတင်းဆွဲထားပြီးမသွားနဲ့သူနင့်ကိုစိတ်ကောက်ပြီးအမဲဆိုးပြနေတာရက်ပိုင်းနေရင်ပြန်လာလိမ့်မယ်လို့အသေးအတန်တားဆီးပါတော့တယ်ဒါပေမဲ့ကျန်းကျွင်းဟာအမေဖြစ်သူရဲ့လက်ကိုယုံထွက်ပြီးခြံထဲအထိလိုက်ရှာတဲ့အခါရေတွင်းဝနာမှာရှောင်းရဲမနက်ကဝှစင်ထားတဲ့ကိုဝင်ဆောင်ကောင်ရဲ့အစအညအပိုင်းစချို့ကိုတွေးလိုက်ရတဲ့အတွက်ရင်ဝကိုတူးနဲ့ထုလိုက်တယ်လို့ခန်းစားလိုက်ရတယ်သူချက်ချင်းရေတွင်းဝကိုပြေးသွားပြီးတွင်းထဲကိုငုံကြည့်ကရှောင်းရဲမင်းထဲမှာရှိနေတာလားလို့စိုးရိမ်နေကြီးအော်ဟစ်လိုက်တဲ့အခါတွင်းအောက်ခြေကနေကျန်းကျွင်းဒါးလေးကိုကယ်ပါအောင်ဆိုတဲ့အတက်ငင်နေတဲ့အတန်ခတ်တဲ့ထွက်လာခဲ့တယ်ကျန်းကျွင်းရဲ့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာခဲ့ပြီးပတ်ဝန်းကျင်ကကျိုးတွေကိုအလောတက်ကြီးအစအညရှာဖွေပြီးတစ်ချောင်းနဲ့တစ်ချောင်းဆက်လိုက်တယ်ပြီးတော့ကျိုးတစ်ဖက်ကိုရေတွင်းသားကတစ်ပင်မှာချီပြီးကျန်းတဲ့တစ်ဖက်ကိုတွင်းထဲညှောချပေးလိုက်တယ်ရှောင်းရဲကျိုးကိုမြဲမြဲကင်ထားငါမင်းကိုဆွဲတင်တယ်တွင်းရဲကရှောင်းရဲကတော့ဒါးလေးငါးပိုက်ထဲမှာကန်နေတယ်လို့တဖြည်းဖြည်းအားအင်ကုန်ခန်းစွာနဲ့အော်ပြောနေရှာတယ်ကျန်းကျွင်းတယောက်ရေတွင်းဝမှာမောက်ချပြီးဇနီးတီရဲ့လက်ကဝတ်ကိုလမ်းဖန်းဆွဲလိုက်နိုင်တဲ့အချိန်မှာတော့အဲ့ဒီလက်ကလေးဟာရေခဲတုံးလိုအေးဆက်လို့နေပါပြီအတန်ကြာမှာတော့အနောက်ကနေခြေတံပြင်းပြင်းကြားလိုက်ရပြီးအမေဖြစ်သူလီရှုလန်ရောက်လာတယ်ရေတွင်းထဲကနေတေလူမျောပါဆွဲတင်ခံလိုက်ရတဲ့ချွေးမဖြစ်သူကိုကြည့်ပြီးလီရှုလန်ရဲ့မျက်နှာဟာစက်ကူဖြူလိုဖြူရော်သွားခဲ့တယ်အမေဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲလို့ကျန်းကျွင်းကအတန်တုံရင်စွာနဲ့အော်ဟစ်လိုက်တယ်သူမဟာမင်းမျောနေတဲ့ဇနီးတီကိုရင်ခွင်ထဲပွေ့ပိုက်ထားပြီးသူ့ပိုက်ထဲမှာရှိနေတာအမေရဲ့မြေရင်ခောက်ခောက်ကြီးလေဗျာအမေဘလို့တောင်လက်ရဲဆက်ရဲရှိရတာလဲလို့ငိုကြွေးရင်မေးကုန်းထုတ်တယ်လီရှုလန်ဟာတုံးလုတ်သွားပြီးငါတမင်လောက်တာမဟုတ်ပါဘူးငါသားအရင်လိုငါနားမှာပဲရှိနေစေချင်လို့ပါလို့စင်ကြေပေးရှာတယ်ကျန်းကျွင်းဟာဇနီးတီကိုပွေ့ချီပြီးအိမ်ထဲကိုပြေးဝင်သွားရင်သားကိုဘသူမှလူမယူသွားဘူးအမေသားဟာအမေရဲ့သားဖြစ်တယ်လို့ရှောင်းရဲရဲ့ခင်ပွန်းသားလေးရဲ့အဖေလည်းဖြစ်တယ်လို့နာကျင်စွာအော်ပြောလိုက်တယ်ချက်ချင်းပဲလူနာတင်ကားရောက်လာပြီးဆေးရုံကိုအပြေးလွှာမောင်းနေခဲ့ရတယ်ရှောင်းရဲဟာရေမိုးနာကျသွားတဲ့အပြင်စိတ်တန်ရာကြောင့်လာမစစ်ရဲ့ကလေးလေးနဲ့အနေနဲ့ရင်ဆိုင်လိုက်ရတယ်ခွဲစိတ်ခန်းပြင်ပမှာကျန်းကျွင်းတယောက်တညာလုံးရင်ထိတ်ထိတ်နဲ့စောင့်ဆိုင်နေခဲ့ရသလိုလီရှုလန်လည်းကုန်းဆောင်ကခုံတန်းရမှာထိုင်ပြီးကြောက်ရွံ့နေခဲ့တယ်နိုင်ပေါင်းများစွာကြာပြီးနောက်မှာတော့ခွဲစိတ်ခန်းထဲကနေကလေးကိုတန်ထွက်ပေါ်လာခဲ့ပြီးခွဲစိတ်မှုအောင်မြင်ခဲ့လို့ကံကောင်းထောက်မစွာကလေးကိုမိခင်မှာဘေးကင်းသွားခဲ့တယ်ကျန်းကျွင်းဟာကလေးကိုပွေ့ချီပြီးလူနာဆောင်ထဲဝင်လာတဲ့အခါအားအင်ကြီးနဲ့နေတဲ့ရှောင်းရန်ကမိကိုတိတ်ပြီးအပြစ်မတင်ပါနဲ့တော့သူလည်းကြောက်လို့နေမှာပါလို့တိုးတိုးလေးပြောရှာတယ်ဒါပေမဲ့ကျန်းကျွင်းဟာဘာမှပြန်မပြောဘဲစင်ကြံလန်းတိုင်းလျှောက်သွားပြီးရဲစခန်းကိုဖုံးဆက်တိုင်ကြားလိုက်ပါတော့တယ်အမားချို့ဟာချစ်ချင်းမေတ္တာဆိုတဲ့စင်ကြေနဲ့ခွင့်လွှတ်လို့မရမှန်သူကောင်းကောင်းသိနေလို့ပါပဲရဲတွေလီရှုလန်ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့မှာတော့ယာဒီဦးတို့ဟာတာယာလို့နေပါတယ်နောက်ပိုင်းမှာတော့ကျန်းကျွင်းနဲ့ရှောင်းရန်တို့ဟာမြို့ပေါ်ကအိမ်တစ်လေးစီကိုပြောင်းရွှေ့ခဲ့ကြပြီးတာယာတဲ့မိသားစုဘဝလေးကိုပြန်လည်တည်ဆောက်ခဲ့ကြတယ်ဒီဇလန်ကနေပေးကျင်တဲ့သင်ခန်းစာကတော့အတက်ကြီးတဲ့ချစ်ချင်းမေတ္တာနဲ့အဆုံးရောက်တဲ့လောက်ရက်တွေဟာမိသားစုကိုပျက်စီးစေတတ်ပြီးအပြန်လည်နားလည်ခွင့်လွှတ်ခြင်းကသာစစ်မှန်တဲ့ပျော်ရွှင်မှုကိုဆောင်ကျဉ်ပေးနိုင်တာဖြစ်ပါတယ်ဇလန်လေးပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာပြန်ဆောင်ကြမယ်